ရှင်းအောင်ဂရီခစ်မှာမွေးဖွားလာတယ်လို့ခဏလောက်စိတ်ကူးကြည့်လိုက်အောင်ဗျာ No Wi-Fi လုံးဝမရှိဘူးနော် No air conditioning aircon လည်းလုံးဝမရှိပါဘူးပြီးတော့တင်ဘဝဟာထီပေါက်တယ်လို့ကန်ကောင်းမလားဒါမှမဟုတ်မဲဖောက်ခံရတယ်လို့ကန်ဆိုးမလားဆိုတာကိုလုံးဝကြိုမသိနိုင်ပါဘူးဒီနေ့မှာတော့တင်ဟာရှေးဟောင်းဂရီခစ်ကမတူညီတဲ့ဘဝသုံးမျိုးမှာရှင်တန်ကြည့်ရမှာပါဂျွန်တယောက်တာမန်နိုင်ငံသားတယောက်ချမ်းသာတဲ့အထက်တန်းစားတယောက်မွေးဖွားချိန်ကနေတည်ဆုံးချိန်အထိပေါ့ကဲဆက်လိုက်ကြရအောင် ကျွန်တော်အဖြစ်မွေးဖွားခြင်း hard mode လို့တောင်ဆိုရမှာပါကဲတင်မွေးဖွားလာပြီဒါပေမဲ့ရိုးရိုးသားသားပြောရရင်ဘယ်သူမှဝမ်းသာအားရဂရုမပြုကြပါဘူးတင်ဟာကျွန်တယောက်ဆိုရင်တင်မွေးဖွားခြင်းမှာနာမည်ပေးကင်းပွန်းတတ်တာအခမ်းအနားကျင်းပတာဒါမှမဟုတ်အနာဂတ်အသက်အစီအစဉ်ကြီးဆိုတာမရှိပါဘူးဗျဥပဒေအပြောရရင်တင်ဟာလူတယောက်မဟုတ်ပဲပစ္စည်းတစ်ခုတတ်ပါပဲဘလောက်တောင်စိတ်မကောင်းစရာလဲတင်ပြီးပါတွေကလည်းကျွန်တွေပဲဆိုတော့ကန်ဆိုးမသွားရမိုးလိုက်လူရွာဆိုသလိုပေါ့ဗျာတင်ဟာအလုပ်တွေပိုလုပ်ရဖို့လူဘာအမွေမှဆက်ခံရမှာမဟုတ်ပါဘူးတင့်ဘဝဟာတင့်ကိုဘသူပိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲအများကြီးမူတည်ပါတယ်ကန်ကောင်းရင်ကိုအိမ်ထဲမှာပဲအချက်ပြုတ်ဒါမှမဟုတ်အိမ်တန်ရှင်းရဲ့လိုကပါလိမ့်မယ်အနည်းဆုံးတော့နေဘူးထဲမထွက်တာဘူးပေါ့ကန်ဆိုးရင်တော့မိုင်းတွင်းတွေလေကွင်းတွေဒါမှမဟုတ်အဆောက်အဦဆောက်လုပ်ရေးတွေမှာပင်ပန်ပန်းလိုကမှာပါမိုင်းတွင်းတွေအကြောင်းပြောရမလားအဲ့ဒီနေရာကလူတွေဟာအသက်ကြီးလို့ပင်စင်ယူရတယ်ဆိုတာမျိုးမရှိဘူးလို့ပဲမှတ်ထားလိုက်ပါတည်တဲ့အထီလို့ရတာပါတင်းရဲ့နေဟာနေမထွက်ခင်ကလေးကစတင်ပါတယ်တင့်ခန္ဓာကိုယ်ကမရတော့ဘူးလို့အော်ပြောပေမဲ့တင့်တခင်ကလုတ်အောင်လို့ခိုင်းရင်အလုတ်ကပြီးမှာမဟုတ်ပါဘူးလွတ်လပ်ခွင့်ဆိုတာရှိတော့ရှိပါတယ်ဒါပေမဲ့ဟင်းဂျိုထဲမှာရွှေရှာရတယ်လို့ပဲအရန်ကိုရှားပါလွန်ပါတယ်ကျွန်တချို့ကတော့ပတ်စံစုနိုင်ကြတယ်တချို့ကတော့လွတ်လပ်ခွင့်ရကြတယ်ဒါပေမဲ့အများစုကတော့ကျွန်ဘဝနဲ့ပဲဘဝကိုအဆုံးသတ်ကြရပါတယ်တင်တည်ဆုံးတဲ့အခါခမ်းနားတဲ့ဇာပနာမရှိဘူးဂွန်ပြူစကားမရှိဘူးရုပ်တုမရှိဘူးတိတ်ဆိတ်မှုပဲရှိပါလိမ့်မယ်ရှေးဟောင်းဂရိကတော့တင်မရှိလဲသူ့ဘာသာဆက်လဲပတ်နေမှာပါပဲဒါနဲ့ယခုလိုမျိုးဘဝတုတရစရာအကြောင်းအရာတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီး video အသက်တွေတင်တိုင်းမလွတ်သွားရအောင် noti ခေါင်းလုံးလေးကိုလည်းနှိပ်ထားလိုက်ပါအောင်ကဲနောက်တစ်ဆင့်ဆက်သွားလိုက်အောင်တာမန်နိုင်ငံသားအဖြစ်မွေးဖွားခြင်းဒါကတော့ medium difficulty ပေါ့တင်ဟာလွတ်လပ်တဲ့မိသားစုတစ်ခုမှမွေးဖွားလာသူပါ nice ဒါဟာလူနေရာစုတဲ့အခြေအနေအများကြီးတာနေပါပြီတင်ဟာယောက်ျားလေးဆိုရင်တင်ဖခင်ကပြုံးပြော်နေပါဘူးမိန်းကလေးဆိုရင်တော့ကောင်းပါတယ်လေဆိုသလိုပေါ့ I mean it's all right like ဘဝကအဆင်ပြေပါတယ်ဒါပေမဲ့ကန့်သက်ချက်တွေတော့ပိုများတာပေါ့ဗျာယောက်ျားလေးအနေနဲ့စာရေးစာဖတ်နဲ့ဂီတကိုသင်ယူရမယ်ပြီးတော့လက်ကျင့်ကန်တွေကိုအများကြီးလုပ်ရမယ်ဘာလို့လဲဆိုတော့ဂရိလူမျိုးတွေကခန္ဓာကိုယ်အားနဲ့ရင်စိတ်သက်လက်အားနဲ့တယ်လို့ယုံကြည်ကြလို့ပါဂျင်းသွားဖို့ငငယ်ကလေးကဖိအားပေးခံရတာပေါ့မိန်းကလေးအနေနဲ့ကတော့အိမ်မှုကိစ္စတွေကိုသင်ယူရမယ်ကြောင်းသိမ့်မသွားရဘူးပြီးတော့အသက်ငယ်ငယ်နဲ့အိမ်တော်ပြုဖို့မျှော်လင့်ခံရမယ် romantic ဆန်းသလားတကယ်တော့မဆန်းပါဘူးမိဘချင်းသဘောတူထားတာလေအရွယ်ရောက်လာရတော့တင်ဟာလယ်သမားစစ်သားဒါမှမဟုတ်လွတ်မှုပညာတဲ့တစ်ခုခုဖြစ်လာမှာပါတင်မချမ်းသာပေမဲ့လွတ်လပ်ပါတယ်မဲပေးခွင့်ရှိတယ်ယောက်ျားလေးဆိုရင်ပေါ့လူပုံလဲမှာစကားပြောခွင့်ရှိတယ်နိုင်ငံရေးသမားတွေကိုအပြစ်တင်ဝေးပနိုင်တယ်ကြည့်ရတာတချို့အရာတွေကနှစ်ပေါင်းထောင်ကြီးကြာလဲဘယ်တော့မှမပြောင်းလဲဘူးထင်ပါလေဗျာတင်တည်ဆုံးတဲ့အခါမိသားစုကဇာပနလုပ်ပေးပါလိမ့်မယ်လူတွေကတဲ့နာမည်ကိုမှတ်မိနေကြမှာပါကြော်ကြားမှာမဟုတ်ပေမဲ့မိပြောက်ခံရမှာတော့မဟုတ်ပါဘူးရိုးရိုးသားသားပြောရရင်ဒါဟာဂုဏ်တက်ခါရှိနေဘဝတစ်ခုပါပဲတထည့်ဖြစ်မွေးဖွားခြင်းဒါကတော့အားလုံးရဲ့အိမ်မက် easy မဟုတ်ပေါ့တင်ဟာချမ်းသာကြွယ်ဝတဲ့မိသားစုမှာမွေးဖွားလာပြီဆိုရင်တော့ခလေးဘဝမှာတည်ဆုံးနိုင်ခြင်းနဲတယ်အစေခန်းတိရှိတယ်ပြီးတော့လူတွေကတိတ်နဲ့ထင်မြင်ချက်တွေကိုတကယ်အလေးထားကြတယ်ပိုက်ဆံရှိလို့ပေါ့ဗျာတရေဆိုးလားတင်ဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်လာဖို့အမြဲမျှော်လင့်ခံရတာပါပဲတင်မှာဆရာတွေအသီးသီးရှိမယ်တတနိကဗေဒနိုင်ငံရေးကြပြလင်္ကာတွေကိုတင်ယူရမယ်အခြေခံအဖြစ်တော့ညစာစပွဲတွေမှာလူတက်ကြီးလို့စကားပြောနိုင်အောင်လေ့ကျင့်ပြီးခံရတာပါတင်ဘဝရဲ့အကြီးမားဆုံးအခက်အခဲကဘာလဲဒီလားဘယ်ဆရာကပို့ပြီးနားကြီးဖို့ကောင်းလဲဆိုတာကိုရွေးချယ်နေရတာပါပဲဂရိမှာချမ်းသာတယ်ဆိုတာအာနာရှိမယ်လေးစားမှုရမယ်ပြီးတော့တခါတလေတင့်ရုပ်တူတွေတောင်အထူခံရတာပါတယ်မာနာကြီးတာတော့အပိုစုပုံများတင်သေးဆုံးတဲ့အခါလူတွေကအကျယ်ကြီးအော်ကြလိမ့်မယ်တချို့ကပတ်စံပေးပြီးငိုခိုင်းတာချစ်နိုင်ပေမဲ့ငိုတာကတော့ငိုတာပါပဲတမိုင်းမှာတဲ့အကြောင်းမှတ်တမ်းတင်ခံရမှာပါဒါကြောင့်ရှေးအောင်ဂရိခစ်ကဘဝဆိုတာအချက်တစ်ချက်ပေါ်မှာပဲမူတည်နေပါတယ်တင်ဘလို့မိသားစုမှာမွေးဖွားလာတယ်လဲဆိုတာပါပဲ
John နိုင်ငံသားအထက်တန်းစားဘဝ3မျိုးကဘာတစ်ခုတည်းဒါပေမဲ့အဆုံးသတ်တွေကတော့လုံးဝကိုကွဲပြားပါတယ်နောက်တစ်ခါအင်တာနက်နှင်းလို့သင်စိတ်ညစ်ရတဲ့အခါဒါလေးကိုပဲသတိရလိုက်ပါအ ਨੇ ဆုံးတော့သင်ဟာငွေမိုင်းတွင်းထဲမှာမွေးမဖွားလာခဲ့လို့ပဲဖြစ်ပါတယ်ဗျာခုလိုအဆုံးထိချီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုတက်ကြည်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့